ရနာမနေ့ကလေးကပြောင်းနေတာတတိထားမိကြလားမသိဘူးเนาะဘာလို့လဲဆိုတော့ရနာမေဆိုင်ငယ်မှောက်လို့မနေ့ရနာချစ်ချင်းဘလူးကျွန်းကနေပြန်လာရတာပေါ့เนาะအိမ်မှာလည်းအခုရနာစင်သွဲလာဖြစ်သွားပြီအကုန်လုံးကဟိုချက်ပြုတ်တာကစားရှော့ဖွတ်တာကစားအကုန်လုံးကိုပဲဖြစ်သွားပြီဆိုတော့လေခါတိုင်းဆိုရနာအလုပ်သားများတော့အမေကရနာကိုအကုန်လုံးချက်ပေးတယ်ရှော့ပေးတယ်အကုန်လုံးပေါ့เนาะအခုကကျတော့ရနာအကုန်လုံးလောက်ရတော့တနေ့ကုန်လို့တစ်ချက်မှမနာရဘူးအလုပ်တောင်မလုပ်ရဘူးစာရည်လို့ဆိုလည်းမပြန်ရဘူးအထည်ဗီဒီယိုဆိုရင်ဒီရေချိုးပြီးမှမြန်လေးရိုက်လိုက်တာဒီညနေမှလေအဲ့တော့ဒီညကြရေးရနာအထည်ဗီဒီယိုလေးတွေတင်ပေးပါမယ်เนาะ reply နောက်ကြတဲ့တဲလေးတွေလည်းရနာကို reply လေးခဏစောက်ပေးကြပါဦးရနာမှာလည်းတစ်ဖက်ဒီဘက်ကအမေကို view site နေရလို့ပါเนาะအမေကကြတော့ဘယ်လိုဖြစ်လဲရနာတိတိချင်းလေးရနာအိုးတဲ့ဆိုမပြောနဲ့ရောလေတော်သေးလို့အမေကအဲ့လောက်ထိအများကြီးမထိပါဘူးလေနှစ်ဖူးလေးပဲချုပ်လိုက်ရတယ်ဆိုတော့တော်သေးလို့ရနာဆိုင်ကယ်ပေါ့နော်အဓိကလူပါကမကောင်းတော့ဘူးပြက်နေပြီရနာအမေပြောတာရနာမထိတာကန်ကောင်းတဲ့အိတ်ဆိုင်ကယ်ကအများနဲ့ရနာပဲစီးနေရတယ်ဆိုတော့ရနာထိလို့ရှိရင်တော့အလုပ်တွေပါပြက်မှာတဲ့ဟောအဲ့ဒါကြောင့်မလို့ရနာ reply နေနောက်ကြပါလို့ရှိရင်တော့ရနာကိုခဏလောက်စောက်ပေးကြပါအောင်ရှင်နော်